ไม่สวยพูดดูตัดมีอารมณ์มึงละเนาะไม่สวยพูดดูตัดมีดีอยู่ดีบัดกะลายมาด้วยจอมาแกจะมาสู้ก้าวหนึ่งเนี่ยดูซองชาลีดีกูเลยพี่แบบปีกมาไอ้เพียบอะไรพูดดูตัดมีดีตัวใจเอาละเนี่ยแกไม่เคลียร์หรอกစိတ်ရထားဆိုတဲ့ academic လေးပဲဖြစ်ပါတယ် academic လေးကဘုဒ္ဓသာသမီတွေအဓိကလလေးတွေမှာမိမိရပေါ့နော်စက်တူရှယ်ယာလုပ်ငန်းတွေနဲ့အကျိုးပေးနေတယ်မိမိက group အသင်းအဖွဲ့နဲ့ပြုလို့အသင်းအဖွဲ့နဲ့စုပြီးတော့ပြုလုပ်ရတာမျိုးလေးတွေမိမိကပူးပေါင်းပြီးတော့ပေါ့နော်ပြုလုပ်ရတဲ့အလုပ်မျိုးတွေဒီလိုအလုပ်မျိုးတွေနဲ့မိမိကအကျိုးပေးနေတတ်တယ်ဒီလိုအလုပ်မျိုးတွေနဲ့ပေါ့နော်မိမိကအဆင်ပြေလာတတ်တယ်အဆင်ပြေနေတတ်တယ်ပေါ့နော်ပြီးရင်လည်းမိမိရဲ့လုပ်ငန်းကိုင်ငံကိစ္စရင်းနဲ့ပတ်သက်ရင်မိမိကအလုပ်မှာပေါ့နော်လက်ရှိအလုပ်ကောနောက်တခြားသောအလုပ်အသစ်တစ်ခုอ่ะပေါ့နော်အဆက်အသွယ်ကောင်းနေအချိတ်ဆက်ကောင်းနေရလာတတ်တယ်မိမိအလုပ်နှစ်ခုလုံးပြိုင်တူလုပ်ရတာမျိုးလေးတွေအလုပ်နှစ်ခုလုံးမိမိကအဆင်ပြေနေတာမျိုးလေးတွေဒါမျိုးလေးနဲ့တွေ့ကြုံရတတ်တယ်ဘုဒ္ဓသာသမီတွေအဓိကလာတွေမှာငွေကြေးနဲ့ပတ်သက်ရင်လည်းလက်အလွန်ရှင်နေတတ်တယ်ဘုဒ္ဓသာသမီတွေအဓိကလာလေးတဲ့မှာမိမိထက်ယာရုကြီးတဲ့သူတွေဒါမှမဟုတ်မိမိထက်ပေါ့နော်ဂုံအားဖြင့်ကြီးတဲ့သူတွေအသက်အားဖြင့်ကြီးတဲ့သူတွေသူတို့တွေထမ်းနေပြီးအကူအညီကောင်းနေအကူအညီချင်းမဆာချင်းဆောက်ရှောက်ချင်းကိုလည်းခံစားရတတ်တယ်ဘုဒ္ဓသာသမီတွေအဓိကလာလေးတဲ့မှာမိမိရပေါ့နော်တခုတတိထားမှာရရှိတယ်အဲ့ဒါဘာလဲဆိုရင်သူတစ်ပါးအတွက်မိမိတက်တည်လိုက်ပေးရတာမျိုးလေးတွေသူတစ်ပါးအတွက်မိမိကငွေပြန်ကုန်ကြတာမျိုးလေးတွေသူတစ်ပါးကိုမိမိကပေါ့နော်ငွေကုန်ကြေးကြခံပြီးတော့အကူအညီပေးရတာမျိုးလေးတွေဒါမျိုးလေးနဲ့တွေ့ကြုံရတတ်တယ်ဒါကိုတော့တတိထားတဲ့နဲ့ queue site တဲ့နဲ့ဘုဒ္ဓသာသမီတွေကဒီကာလလေးတွေမှာမိမိရဲ့အိမ်ကိုပေါ့နော်ညညနေဧည့်သည်ရောက်လာတာမျိုးလေးတွေဒီဧည့်သည်တွေကလည်းမိမိအတွက်ပေါ့နော်ကောင်းကျိုးပေးတဲ့ဧည့်သည်မျိုးလေးဖြစ်တဲ့ဘုဒ္ဓသာသမီတွေကဒီကာလလေးတွေမှာအိုးတဲ့အိမ်တဲ့ရလာတာမျိုးလေးတွေအိုးအိမ်နဲ့ပတ်သက်ပြီးမိမိကကောင်းတတ်တယ်ဘုဒ္ဓသာသမီတွေကဒီကာလလေးတွေမှာမိမိရဲ့ဆွေတွေမျိုးတွေထမ်းနေပြီးတော့သတင်းဆွေတွေမျိုးတွေထမ်းနေပြီးတော့ပေါ့နော်နေထိုင်မကောင်းတဲ့သတင်းတို့နာမကျန်းတဲ့သတင်းတို့ဒီလိုသတင်းမျိုးလဲကြားရတတ်တယ်ဘုဒ္ဓသာသမီတွေကဒီကာလလေးတွေမှာပေါ့နော်မိမိရဲ့လက်အောင်ငယ်သားမင်္ဂလာဆောင်တာတို့အလှမင်္ဂလာသတင်းတို့ဒီလိုသတင်းမျိုးလဲကြားရတတ်တယ်ဘုဒ္ဓသာသမီတွေကဒီကာလလေးတွေမှာမိမိရဲ့ချစ်သူအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးရင်ပေါ့နော်သူနဲ့ကိုယ်နဲ့ကြားထဲမှာကြီးကြီးမားမားပြဿနာတော့မဟုတ်ပေမဲ့ရန်ဖြစ်လိုက်ပြန်ချစ်လိုက်ပေါ့နော်အနေငယ်ပြဿနာလေးတွေတော့ဖြစ်တတ်တယ်ဒါကိုတော့သတိထားတဲ့နဲ့ queue site တဲ့နဲ့ဘုဒ္ဓသာသမီတွေကဒီကာလလေးတွေမှာမိမိကပေါ့နော်ကျမရင်းနဲ့ပတ်သက်ရင်အထွေထူးဆိုးရင်စရာမျိုးတော့မဟုတ်ပေမဲ့လက်တစ်ဖက်နာတာတို့ခြေထောက်တစ်ဖက်နာတာတို့ဒီလိုမျိုးလေးနဲ့လည်းတွေ့ကြုံရတတ်တယ်ဘုဒ္ဓသာသမီတွေကဒီကာလလေးတွေမှာမြတ်စွာဘုရားရှင်ကိုရိုမြတ်ကြီးကိုစေဝါစက္ကလူရန်ချင်းဖြစ်မိမိရဲ့ကံဉဏ်ခိုက်တရားပြပြောက်သွားစေမယ်စိတ်အောင်တို့အနီအောင်တို့ကတော့ lucky ကာလလေးဖြစ်ပြီးတော့3ကနန်း1ကနန်း9ကနန်းတွေကတော့ lucky ကနန်းလေးတွေပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျမတို့ကတော့ဆရာမအင်ကြီးချမ်းမို့ပါနောက်ဗီဒီယိုလေးကျမပြန်ဆုံမယ်နော်ကျမဆွေဘုဒ္ဓသာသမီလေးကိုစိတ်နှပြကျမ်းမာချမ်းသာလို့စီးပွားဥစ္စာများဒီလားတနေ့တခြားတိုးတက်အောင်မြင်ရရှိချမ်းသာပါစေနော်